ရာမကအတော်ရင်ချက်ချစ်ကြီးအရှုံးများတယ်ဆိုတဲ့ဤလိုရင်ထက်ဟိုတနေ့ကနှင်းစီပန်းအောင်လှုပ်ထားမိသေးတယ်ကိုမင်းအတွက်တကယ်တော့သူ့ကိုမင်းမရတာအမှန်ပဲအတိတ်ကယားတဲ့အားလုံးတူးစွာကပြန်လဲကျွန်တော်နေရာမှာတခြားသူဆိုရင်ယူသွားမှာ